တခါတလေကျွန်တော်စဉ်းစားမိတယ်ယောက်ျားလေးနဲ့မိန်းကလေးနှစ်ဦးထဲမှာဘသူရဲ့အချစ်ကပိုများနေလဲဆိုတာကိုပေါ့အထူးသဖြင့်ကျွန်တော်တို့လိုအာရှသားတွေမြန်မာတွေရဲ့အချစ်ရေးမှာပိုပြီးတော့တိတာထင်ရှားတဲ့အဖြစ်တစ်ခုရှိနေတယ်အဲ့ဒါကတော့မိန်းကလေးရဲ့အချစ်ပဲကျွန်တော်တို့ယောက်ျားတွေကအချစ်ကိုစကားလုံးတွေလက်ဆောင်တွေနဲ့ဖော်ပြဖို့ဝန်လေးတတ်ကြတယ်ဒါကကျွန်တော်တို့ရဲ့ရှေ့ကယဉ်ကျေးမှုကကျွန်တော်တို့ကိုလွှမ်းမိုးထားတဲ့ပုံရိပ်တစ်ခုလည်းထစ်ချင်ဖြစ်နေမယ်ရုပ်တည်နဲ့နေတတ်တဲ့ချစ်တယ်လို့ထုံးမပြောပဲတာဝန်ယူမှုကာကွယ်ပေးမှုနဲ့ပဲပြသတတ်တယ်ကျွန်တော်တို့အာရှယဉ်ကျေးမှုထဲမှာဘာကြောင့်ဒီလိုဖြစ်နေရတာလဲဒါပေမဲ့မနက်ခင်းတိုင်းကော်ဖီပူပူလေးဖြောပေးတာညဘက်ဆိုကျွန်တော်တို့ကြိုက်တဲ့ဟန်လီချက်ပေးတာညစ်ပတ်နေတဲ့အဝတ်အစားတွေကိုတတ်တတ်ရရလျော်ဖော့ပေးတာဒါတွေအလုံးကမိန်းမတယောက်ရဲ့ချက်ချင်းမေတ္တာတွေပဲဆိုတာကျွန်တော်တို့ကောင်းကောင်းနားလည်လို့ရပါတယ်မိန်းမတယောက်ရဲ့အချစ်ကကျွန်တော်တို့ပေးနိုင်တဲ့အချစ်ထပ်ပိုးတယ်လို့ကျွန်တော်ကတော့ထင်တယ်မိန်းကလေးတွေဟာဘာကြောင့်ပေးဆက်ခြင်းနားလည်ပေးခြင်းအနစ်နာခံခြင်းဆိုတဲ့ချစ်ချင်းတရားကိုယောက်ျားလေးတွေထက်ပိုပြီးတော့ကျင့်သုံးနိုင်ကြတာလေဒီနေ့မိန်းကလေးတယောက်ရဲ့အချစ်အကြောင်းကိုကျွန်တော်ရဲ့ရှုထောင့်ကနေအသေးစိတ်ပြောပြချင်ပါတယ်ကျွန်တော်တို့မြန်မာလူဖွဲ့စည်းအာရှလူဖွဲ့စည်းတွေမှာအမျိုးသားနဲ့အမျိုးသမီးကိုတတ်မှတ်ထားတဲ့ရိုးရအစဉ်အလာတွေဓလေ့အထုံးတမ်းတွေရှိပါတယ်ဖိုဝါဒဦးစားပေးဆိုတဲ့ပုံစံမျိုးကကျွန်တော်တို့ရဲ့သမီးအစည်းဆက်ဆံရေးလင်မယားဆက်ဆံရေးကိုအတော်လေးလွှမ်းမိုးထားပါတယ်ငယ်ငယ်ကတည်းကကျွန်တော်တို့ကြားခဲ့ရတဲ့အရာတစ်ခုရှိပါတယ်မိန်းမကောင်းဆိုတာအိမ်တွင်းမှုနိုင်နေရမယ်တားကိုသခင်လင်းကိုဖျားတဆူလို့ကိုးကွယ်ရမယ်အမေယာကိန်းနရီမဲမဒီသမ်ဘူလာဆိုတဲ့တော်လဲဝအယူဆတွေကအမျိုးသမီးတစ်ယောက်ရဲ့စိတ်ထဲမှာအမြဲလိုရှိနေပါတယ်မိန်းမတစ်ယောက်ရဲ့ချစ်ချင်းမေတ္တာဟာကိုချစ်သူကိုအိမ်တောင်ဖက်ရဲ့စိတ်ချမ်းသာမှုအောင်မြင်မှုအတွက်ပေးဆက်ရမယ်ဆိုတဲ့အသည့်နဲ့တတ်မှတ်ချက်တွေနဲ့တိဆောက်ထားတာပါကျွန်တော်တို့ယောက်ျားတွေကတော့အိမ်တောင်ဦးစီးအိမ်ရဲ့ကြောထောင်နောက်ခံဆိုတဲ့ဝန်ထုတ်ဝန်ပိုးကိုပခုံးပေါ်ထမ်းထားရတယ်ဒါပေမဲ့အဲ့ဒီတာဝန်တွေကြောင့်ပဲကျွန်တော်တို့ရဲ့အချစ်ကိုဖော်ပြဖို့နူးညံ့ဖို့အတွက်နေရာတက်မရှိတော့သလိုဖြစ်သွားတတ်တယ်ကျွန်တော်တို့ယောက်ျားတို့ရဲ့အချစ်ကတာဝန်နဲ့ပေးဆက်ခြင်းတည်းမှာတဲ့ပုံတရံပြောင်းသွားတယ်ချစ်သူရဲ့စိတ်ကိုနားလည်ဖို့လိုအပ်တာကိုဖြည့်ဆည်းပေးဖို့ထက်အိမ်ကိုစားဝတ်နေရေးပြည့်စုံအောင်ထိမ့်သိမ်းပေးဖို့ကိုပိုပြီးဦးစားပေးတတ်တယ်ဒီနေရာမှာပြဿနာကစတာပါပဲကျွန်တော်တို့ယောက်ျားတွေကတာဝန်ယူမှုနဲ့ချစ်ပြနေချိန်မှာမိန်းမတွေကတော့စိတ်ခံစားမှုဂရုစိုက်မှုအပါအဝင်အသေးစိတ်အပြုအမူလေးတွေနဲ့ချစ်ပြနေတယ်နှစ်ဦးရဲ့ချစ်ချင်းဘာသာစကားဟာမတူညီတဲ့အခါကျွန်တော်တို့ယောက်ျားတွေကမိန်းမတစ်ယောက်ရဲ့ချစ်ချင်းမိန်းမတစ်ယောက်ရဲ့အနစ်နာခံမှုတွေကိုတတိမမူမီပဲအိမ်ရှင်မရဲ့တာဝန်မိန်းမတစ်ယောက်ရဲ့တာဝန်လို့ပဲသတ်မှတ်ပြလိုက်မိပါတယ်ကျွန်တော်တို့မြန်မာအပါဝင်အာရှအမျိုးသားတွေကစိတ်မာတယ်စကားနဲတယ်အလုတ်ကပြန်လာရင်ဒေါသထွက်တာစိတ်ရှုပ်တာတွေကိုအိမ်ကိုယူလာတတ်တယ်ဒါပေမဲ့အဲ့ဒီကမိန်းမတစ်ယောက်ကဘယ်တော့မှအပြစ်မမြင်ခဲ့ဘူးသူကအဲ့ဒီစိတ်တွေကိုရှော့ချပေးဖို့ပန်းသီးလီပေးတယ်လက်ဖက်ညင်ဖြော်ပေးတယ်စိတ်အပန်းပြေအောင်တခုခုလုပ်ပေးတယ်ကျွန်တော်တို့မြန်မာဓလေ့မှာမိဘဆွေမျိုးကိုပြုစုပေးကမ်းခြင်းဟာယဉ်ကျေးတဲ့ကျင့်ဝတ်တစ်ခုပဲမိန်းကလေးတစ်ယောက်ကကျွန်တော်တို့မိဘတွေကိုကျွန်တော်တို့ထက်တောင်ပိုပြီးပြုစုပေးတယ်ကျွန်တော်တို့ကသားတစ်ယောက်အနေနဲ့လောက်ရပေမဲ့သူမကတော့ချွေးမတစ်ယောက်အနေနဲ့ရောကျွန်တော်တို့ကိုချစ်တဲ့အတွက်ပါပေးဆက်နေတာပါအဲ့ဒါဟာတာဝန်မဟုတ်ပါဘူးဒါကိုချစ်ချင်းမေတ္တာအခြေခံနဲ့ပေးဆက်လုံလို့ခေါ်ရပါလိမ့်မယ်ဒီလိုစိတ်ရှည်မှုတီးခံမှုမိသားစုအတိုင်းဝိုင်းကိုပေါင်းစည်းပေးမှုတွေဟာသူမရဲ့ချစ်တရားဘလောက်ကြီးမားတယ်ဆိုတာကိုတည်ပြနေတာပဲမြန်မာမိန်းကလေးတွေအပါအဝင်အာရှကမိန်းကလေးတွေဟာလက်ထပ်ပြီးတဲ့နောက်မှာကိုယ်ပိုင်အိမ်မက်တွေရီမန်းချက်တွေကိုယ်ပိုင်လွတ်လပ်မှုတွေကိုအလွယ်တကူစွန့်လွတ်ဖို့ဝမလဲကြဘူးအချို့ဆိုရင်အလုတ်ကောင်းကောင်းကိုရက်နာပြီးအိမ်မှုကိစ္စကိုပဲအာယုံစိုက်ကြတယ်ဒါကဘာကိုပြတာလဲဆိုတော့သူမအတွက်ကျွန်တော်တို့ရဲ့အိမ်တောင်ကျွန်တော်တို့ရဲ့အနာဂတ်ဟာသူမရဲ့ကိုယ်ပိုင်ဘဝထက်ပိုအရေးကြီးတယ်လို့ခံယူထားတဲ့စိတ်ဓာတ်ပါပဲကျွန်တော်တို့ယောက်ျားတွေကအိမ်ပြင်ထွက်ပြီးစီးပွားရှာတယ်မိန်းမတစ်ယောက်ကတော့အိမ်ထဲမှာရှိတဲ့စီးပွားရေးကိုစီမံခန့်ခွဲတယ်မိဖို့ကြောင့်စီမံကိန်းလို့ပြောရမလားပဲငွေကိုချွေတာတယ်ကို့အတွက်ဘာမှမဝယ်ပဲကလေးအတွက်ကျွန်တော်တို့အတွက်ပဲအမြဲတွေးပေးနေတယ်ဒီလိုချွေတာစီမံခန့်ခွဲပြီးတော့စွန့်လွတ်နေတာဟာချ
ချစ်ချင်းမေတ္တာမရှိရင်ဘယ်လိုလုပ်နိုင်ပါမလဲကျွန်တော်တို့အပြင်မှာပင်ပန်းလာတာကိုမြင်တော့မိန်းမတယောက်ကသူမရဲ့စန္ဒတွေကိုတိတ်တိတ်လေးမျိုးသိထားခဲ့ရတာတွေရှိမှာပဲမိန်းမတယောက်ရဲ့ဆွန့်လွတ်ပေးဆက်မှုတွေဟာကျွန်တော်ပေးနိုင်တဲ့ရုပ်ဝတ္ထုပစ္စည်းတွေနဲ့တန်ဖိုးဖြတ်လို့မရနိုင်ပါဘူးကျွန်တော်တို့မြန်မာတွေမှာလက်ထက်ချင်းဆိုတာအချစ်တစ်ခုတည်းနဲ့ပြီးတော့တာမဟုတ်ဘူးရိုးရာဓလေ့ဘာလာတရားတွေနဲ့ရောထွေးနေတယ်မိန်းမတယောက်ကယောက်ျားလေးဘက်ကရိုးရာဓလေ့တွေကိုဂယုတစိုက်လိုက်နာပေးတယ်ကျွန်တော်တို့ရဲ့မြန်မာရိုးရာအစဉ်လာတွေထဲမှာအမျိုးသမီးကောင်းတစ်ယောက်ကိုတတ်မှတ်ထားတဲ့စံနှုန်းတွေကိုသူမဟာပြည့်မီအောင်ကြိုးစားတယ်ကျွန်တော်တို့ယောက်ျားတွေကပစ္စုပန်အခုအချိန်ဆိုတာကိုပို့ပြီးတွေးတတ်တယ်မိန်းမတယောက်တော့အနာဂတ်ဆိုတာကိုပို့ပြီးတွေးတတ်တယ်သားသမီးတွေကိုဘယ်လိုပညာသင်ပေးမလဲအိမ်တောင်ကိုဘယ်လိုတည်မဲအောင်ထိမ့်သိမ်းမလဲသူမရဲ့အချစ်ကိုရေတိုမဟုတ်ပဲရေရှည်အတွက်ရင်းနှီးမြှုပ်နှံထားတာပါမိန်းမတယောက်ဟာကျွန်တော်တို့ကိုချစ်ရုံမကောပါဘူးကျွန်တော်တို့ရဲ့မိသားစုကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးနဲ့သက်ဆိုင်သွားပြီလို့ခံယူပြီးကျွန်တော်တို့ကိုတန်ဖိုးထားပေးနေတာဒီလိုသဘောထားနိုင်မှုနဲ့တာဝန်ယူနိုင်တဲ့စိတ်ဓာတ်ဟာကျွန်တော်တို့ထက်ပိုများတဲ့အချစ်ပါပဲဒီတော့ relationship တစ်ခုမှာယောက်ျားလေးရဲ့အချစ်ထက်မိန်းကလေးရဲ့အချစ်ကပိုများနေတယ်လို့ကျွန်တော်တို့ယောက်ျားတွေကတောင်ဝန်ခံရမယ့်အခြေအနေဖြစ်လာတာပေါ့ဒါဆိုကျွန်တော်တို့ယောက်ျားတွေကချစ်မနေတာလားအဖေကတော့မဟုတ်ဘူးဆိုတာသိကြပါတယ်ကျွန်တော်တို့လည်းချစ်ကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ယောက်ျားလေးတွေရဲ့ချစ်ဟာမာကျော်တဲ့အခွန်မာထဲမှာပိတ်မိနေတယ်အခွန်မာတွေကနေထွက်လာပြီးစကားပြောဖို့ဖလဲတခဲနေဖို့ချစ်တယ်လို့ပြောဖို့ကိုကျွန်တော်တို့ဝန်လေးနေတတ်တယ်အမှန်တရားတစ်ခုရှိပါတယ်မိန်းကလေးတို့ရဲ့အချစ်ကပိုများတဲ့အတွက်ကျွန်တော်တို့ရဲ့ဘဝတွေကပြည့်စုံနေတာပါတဲ့မိန်းမတယောက်ရဲ့အနစ်နာခံမှုဂရုစိုက်မှုစိတ်ရှည်မှုတွေကြောင့်ကျွန်တော်တို့ယောက်ျားတွေဟာအိမ်တောင်ဦးစီးဆိုတဲ့တာဝန်ကိုအောင်မြင်အောင်ထမ်းဆောင်နိုင်တာဒီတော့ကျွန်တော်တို့လောက်ရမှာကကျွန်တော်တို့ရဲ့အမြင်လေးကိုပြောင်းလဲဖို့ပါပဲမိန်းမတယောက်လှုပ်ဆောင်နေတဲ့အရာတွေကိုသူမရဲ့တာဝန်မလို့လှုပ်တာလို့မယူဆပဲချစ်ချင်းမေတ္တာပြေဝတဲ့တန်ဖိုးရှိတဲ့လက်ဆောင်အဖြစ်မြင်ဖို့ပါပဲကျွန်တော်တို့မြန်မာယဉ်ကျေးမှုမှာကြီးပြင်းလာတဲ့ယောက်ျားတစ်ယောက်အနေနဲ့ဝန်ခံရမယ်ဆိုရင်ကျွန်တော်ရဲ့ချစ်သူကျွန်တော်ရဲ့ဇနီးရဲ့အချစ်ကကျွန်တော်ပေးနိုင်တဲ့အချစ်ခတ်ပုံများနေဆိုတာပါပဲအဲ့ဒီလိုအချစ်ကပုံများနေလို့လေကျွန်တော်ဟာအမြဲတမ်းလုံခြုံနေတယ်ဘယ်နေရာကိုရောက်ရောက်အိမ်ပြန်ကျင်စိတ်ရှိနေတယ်ဘဝကနေပျော်တယ်ပြည့်စုံနေတယ်ကဲအဲ့ဒီတော့ဒီဗီဒီယိုကိုကြည့်နေတဲ့ယောက်ျားလေးမိတ်ဆွေတွေကိုအထူးပြောချင်တာကကိုဘေးနာကမိန်းကလေးရဲ့အချစ်ကိုဂယူးဆိုင်ပါသူမရဲ့ပေးဆက်မှုတွေကိုတန်ဖိုးထားပါချစ်တယ်လို့ပြောဖို့ဝန်မလေးပါနဲ့ဘာလို့လဲဆိုတော့သူမရဲ့အချစ်ကြောင့်ပဲကျွန်တော်တို့ယောက်ျားတွေရဲ့ကဘာကလှပတာယာနေတာပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်ဗျ